ကျွန်တော်မျိုးလေးကိုလူတွေပါကြောင်းကျွန်တော်တို့ဝယ်ယူပြီးတော့ယင်းနှမြုံနှံကြတာလဲဆိုရင်ကျွန်တော်တို့အကန့်အသတ်နဲ့ကန့်သက်ချက်ဆိုတဲ့အကြောင်းအရာလေးတစ်ချက်ရှိနေလို့ပါပဲဆိုလိုချင်တဲ့အဓိပ္ပာယ်တစ်ခုကကျွန်တော်တို့100မှာကျွန်တော်တို့30ရာခိုင်နှုန်းလောက်သာကျွန်တော်တို့မြေမျိုးစားအနေနဲ့ခရမ်းမြေမျိုးစားဖြစ်ပြီးတော့ကျွန်တော်ကြံရှိတဲ့80ရာခိုင်နှုန်းကတော့ကျွန်တော်ဖွံ့ဖြိုးဆဲမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ယင်းနှမြုံနှံသူတော်တော်များများကတော့30ရာခိုင်နှုန်းကိုဝယ်ယူပြီးတော့ယင်းနှမြုံနှံကြတယ်ဗျဒါကြောင့်ကျွန်တော်တို့မျိုးလေးမှာအခုလက်ရှိကကျွန်တော်တို့အယောင်းဝယ်ဖြစ်နေတဲ့အကြောင်းအရာလေးတွေရှိပါတယ်နေရာဆိုလို့ကျွန်တော်တို့အကန့်အသတ်နဲ့ထုတ်ပေးထားတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဝယ်ယူတဲ့သူတွေကနေရာကောင်းရင်ကောင်းတယ်လို့ဝယ်ယူပြီးတော့မှနေထိုင်ကြတယ်ယင်းနှမြုံနှံကြတယ်ဗျအင်ချမ်းမြေပူပေါင်းဆိုပြီးတော့မှကျွန်တော်တီးလိုက်တဲ့အသီးတရားတစ်ခုကိုကျွန်တော်တီးတဲ့အသီးတရားတစ်ခုနဲ့ပြန်လည်ပြီးတော့မှရှင်းပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့မျိုးလေးကတချို့တော့ကျွန်တော်တို့မျိုးတွေနဲ့နေရာတွေနဲ့ကျွန်တော်တို့မတူတဲ့အကြောင်းအရာတစ်ခုဟာတချို့နေရာတွေမှာကတော့ကျွန်တော်တို့ဈေးနှုန်းတွေမြန်တက်လာပြီးတော့မှနောက်ပိုင်းမှာကျွန်တော်ပြန်ကျသွားတာတွေရှိတတ်ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုစီးပွားရေးလိုင်းလုံးတွေကြားမှာကျွန်တော်နေမျိုးလေးကိုကျွန်တော်မြန်မာနိုင်ငံအနှံ့ပြားမှာရောက်ရှိနေတဲ့စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကအောင်မြင်မှုအတွက်သက်သေထူတဲ့အနေနဲ့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုခံစားလို့တဲ့သူတွေကျွန်တော်တို့တဘာဝပေးစွမ်းတဲ့ကျွန်တော်တို့အလားတရားရည်နဲ့အတူဒုတိယအိမ်တော်အဖြစ်ရွေးချယ်တဲ့မြို့လေးတစ်မျိုးဖြစ်နေလို့ပါပဲပြင်ဦးလင်မြို့လေးဆိုတာအင်ချမ်းမြေတစ်ခုအနေနဲ့မကြည့်သင့်ပါဘူးကျွန်တော်တို့ဒီမြို့လေးမှာမြေတစ်ခွက်ပိုင်ဆိုင်ရခြင်းဆိုတာအေဂျင့်နဲ့ကျွန်တော်တို့ဘဝတစ်ခုကိုပိုင်ဆိုင်ရတာနဲ့တူပါတယ်တဘာဝလာတရားတစ်ခုနဲ့ကျွန်တော်တို့ဂုဏ်သိက္ခာရှိတဲ့လူနေမှုပုံစံတစ်ခုကိုတပြိုင်တည်းကျွန်တော်တို့ရယူလိုက်တာနဲ့အတူတူပဲဗျဒါဆိုရင်ကျွန်တော်တို့ပြင်ဦးလင်မြို့လေးကအင်ချမ်းမြေပူပေါင်းဖြစ်နိုင်ခြေကျွန်တော်တို့နေပါရတာလဲဆိုတဲ့အချက်လက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမချက်ကတော့နေထိုင်ခြင်းတဲ့သူတွေများပြားပင်မဲ့ကျွန်တော်ရောင်းချတဲ့မြေကွက်ရည်အတွက်ကတော့တိုးမလာပါဘူးဒီလိုကျွန်တော်တမန်းမြင့်ပြီးတော့ supply နေတဲ့အခြေအနေအားမြေတန်မှုကိုရေရှည်ခိုင်မာစေတယ်ကျွန်တော်တို့အဓိကကြားတဲ့အချက်တစ်ချက်လည်းဖြစ်နေတယ်ကျွန်တော်တို့ဒုတိယအချက်ကတော့ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ကတော့မိတ်ဆွေတို့သိတဲ့အတိုင်းပဲကျွန်တော်တို့တစ်နှစ်ပတ်လုံးအေးများတဲ့ရာသီဥတုစိမ့်နှမ်းနဲ့ကျွန်တော်တို့တစ်တော်ကြီးနဲ့အတူကျွန်တော်ငွေကြေးနဲ့တန်မိုးတိုင်းတာလို့မရတဲ့တဘာဝအရင်းမြစ်တွေရှိနေလို့ပါပဲတန်မိုးတက်ဖို့အတွက်ပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘဝအရေးသွေးမြင်မာဖို့အတွက်ဆိုရင်တော့ပို့ပြီးတော့မှန်ကန်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ပြင်ဦးလင်မြို့လေးကိုကာကနာနာမသိတဲ့သူတွေရှိခဲ့ရင်လည်းဒါရောက်ပြီးတော့မှလေးလာပါကျွန်တော်အနေနဲ့အသေးစိတ်ရှင်းပြပေးပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ